ပြောချင်တာရှိတယ် နိုင်ငံရေးအခင်းကြီးကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်များအကုန်တတ်ရှင်းတယ်နော်အေးအဲ့ဒါပဲဗျာကျွန်တော်ဒေါသထဲဝင်ပေးပါနဲ့ဗျာကျွန်တော်ဒီနေ့တော့ဒါကိုနေအောင်ပြောခဲ့တာနဲ့ပတ်သက်ပြီးတော့အနေငယ်ကျွန်တော်ဆွေးနွေးခြင်းပါတယ်ဗျကျွန်တော်ဒီ905ကကြီးနဲ့เนาะလွန်ကျင်ချမ်းသာကိုရပြီးထောင်ကပြန်ထွက်လာတဲ့အချိန်မှာပဲဒါလိုင်းပေါ်မှာကိုနေအောင်ကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြအောင်လုပ်တဲ့လူတွေကိုအကုန်တပ်ပြစ်ဆိုပြီးတော့အဲ့လိုပြောတော့တွေ့လိုက်ရတယ်เนาะအဲ့တော့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြအောင်လုပ်တယ်ဆိုရင်ဒါ905ကကြီးဗျသူ့905ဒက်စကကြီးနဲ့အေးယူရမယ်အေးယူရင်အများဆုံးပြစ်ဒဏ်3နှစ်ပဲရှိတယ်ဗျเนาะကျွန်တော်တို့ကလည်းဒါနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြအောင်လုပ်တယ်ဆိုပြီးဒါ905ဒက်စကကြီးနဲ့အေးယူပြီးတော့ထောင်3နှစ်ချခဲ့တာပေါ့เนาะအဲ့ဒီအကျဉ်းသားတွေကိုတော့နိုင်ငံတော်ကဒါအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဆိုပြီးတော့တော့ပြန်လှုပ်ပေးခဲ့တယ်ပေါ့နော်ပြန်လှုပ်ပေးခဲ့တယ်တက်တာဝေးပေးခဲ့တယ်အားလုံးအကျဉ်းသားအချုပ်သား8000ကျော်လောက်နော်အဲ့လိုလူငင်းချမ်းသာကိုရခဲ့တယ်ဒါကောင်းတယ်ဗျဒါကြိုးစိုးရမှာအဲ့တော့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြအောင်လုပ်တယ်ဆိုရင်လေသူ့ကိုထောင်3နှစ်ပဲအများဆုံးအပြစ်ပေးလို့ရတယ်သူ့ဒေသံပေးလို့မရဘူးနော်ကိုနေအောင်ကြီးကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြအောင်လုပ်ရင်တပ်ပြစ်ဆိုဟာအကုန်တပ်ပြစ်ဆိုဒါကတော့ဥပဒေလက်လွတ်စကားဖြစ်တယ်ဗျနော်ဒီလိုပြောလို့မရဘူးเนาะဒီစကားမျိုးเนาะနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြအောင်လို့အကုန်တပ်ပြစ်ဆိုတာနိုင်ငံတော်သမ္မတအောင်ပြောလို့မရဘူးဗျာနိုင်ငံတော်သမ္မတပြောရင်နိုင်ငံတော်သမ္မတကိုနှုတ်ထွက်ရမယ်သူ့ကိုအရေးယူရမယ်ဗျာเนาะအဲ့တော့ဒါပြောလို့မရဘူးဗျာเนาะဒါပြောလို့မရဘူးဒါအကြမ်းဖက်တဲ့လူတဲ့စကားเนาะအကြမ်းဖက်ဆန်းတဲ့စကားလည်းဖြစ်တယ်ပေါ့နော်နိုင်ငံသားတွေအသက်အန္တရာယ်ကိုချင်းချောက်လိုက်တာလည်းဖြစ်တယ်ဒီစကားတွေကနိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုလည်းပြက်ပြားစေတယ်ဗျနော်အဲ့တော့လူဆိုတာတခါတလေစိတ်လိုက်မှန်ပါပြောမှဆိုမှလည်းဖြစ်တတ်ပါတယ်နော်ဖြစ်တတ်ပါတယ်အဲ့တော့ကိုနေအောင်နေနဲ့စိတ်လိုက်မှန်ပါပြောမှဆိုမှဖြစ်သွားတယ်ဆိုရင်လည်းကိုယ်စကားကိုပြန်ရုပ်သိမ်းလိုက်ပါလို့သူကကျွန်တော်အကြံပေးခြင်းပါလေဗျာเนาะကျွန်တော်တောင်းဆိုခြင်းပါလေအဲ့ဒါလေးပါဟုတ်ကဲ့ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်